တော့မုတ်စားပြတယ်မိုးချုံနေကြမှာဟိုအစားထုတ်လို့မယ်ဆိုဆုံးဖြစ်လာအဲ့တော့မိုးချုံရအောင်ပြနော်တကယ်စစ်မိုးချုံနေတော့အောင်မှာကြောင်ထိုင်နေတော့ဟာမိုးတကယ်ချုံလာနော်မုတ်ပြန်စားမယ်စားမယ်မုတ်ကလာလို့စားဘူးအဲ့ကြောင့်ပါခဲ့တဲ့တိုင်းကချူနေတာ နောက်မြင်တာကသူတို့ဦးဟာအဲ့ဒါတော့သူတို့ဖြစ်သွားနှစ်ပိုင်းဖြစ်သွားတယ် ခဏ သူတို့နှစ်ပိုင်းဖြစ်သွားတယ် ဖောက်ချင်ပြန်တွေးချင် ဟုတ်ဘူးဖြစ်သွားတယ် ကျွေးဟာဖောက်ပြီးသွားဟာကျ လူရချိုးရအကုန်လုံးပြန်ကုန်ဗျာကလေးလူရတာရပဲပါနော်ကျန်မှာပဲထဲ သူတို့ပြောနေတာသူပြောနေတယ်သူနားထောင်နေပြရလေကလေးကိုပိုင်းလေပြ ကျွေးပါ ပြဝေးပါလားချောင်းဆိုးရတော့နောက်နေ့ချောင်းဆိုးမယ်နော် ဝါ ဘယ်ရကြလို့ပြောခဲ့တာဟာဘာပြောတာလဲပြောတာချောင်းဆိုးပါဘာလဲ ဝါပဲ ပြရမှာ ဟုတ်တာ ပြတိုင်းပါလေ ဟုတ်ဟုတ် ယူလေပြလေပြ ဟုတ်လို့ စာ မလေးမွေးရ ဒီပေါက်မှာဒီပေါက်မှာအဲ့ဒါ တကယ်မွေးရသူများတိုင်းရတယ်သူဖွားရတဲ့ဟာသူများတိုင်းရ သူနဲ့တော့ရအောင်တက်ချင်တယ် ဆိုင်က ချောင်းစုံ ဘာအေးဘာ အဲ့တော့ ဘာ ဘာလို့မပြော ဆိုင်က ဟုတ်ဆိုင်တပိုင်းကုန်ပါပဲပြန်ကြည့်လိုက်ရမယ်နော် ဘာဖြစ်လဲ ဟဲ့ ကြိုက်လားပဲ တတ ကြိုက်လား တပိုင်းကုန်ပါပါနော် ချိုးလေအဲ့လိုမတိုက်ဘူးပေးလိုက်အဲ့ဒီနေရာမှာတရားပြီးလို့ ဟုတ်ပါပြီနော်ရလားဘာမကုန်လဲမစားတယ်မှာဝါနေတယ်ပေါ့နော် လုံးလုံးပြလိုက် အဲ့တော့ဒီပဲ မိုးရကတော့မိုးပါတော့ဒီအဝတ်ရှိတယ် ဟုတ်မြူတိုင်းကိုမတိုက်ပြဘူးပြောတာမြူတိုင်းကိုဆွတ်ထားတာ အခုကအဲ့မှာပတ်ခတ်စီနေတာပါပတ်ခတ်စီနေတာပါနော်တကယ်ပြောရပတ်ခတ်စီနေတာ လားဒါမို့ဘူးအထဲကနေအထဲဟာတကယ်ထုတ်လာ ပတ်ခတ်စီနေတာ ဒါ နော် မဝဲရဘူးထုတ်လာလား အောက်စီလာမှာမနော်ပတ်ခတ်နော် အဲ့ဒီအဲ့ဒီထဲထဲဟာ ခုမှမထိုင်နဲ့အဲ့တော့ like and subscribe မမေနဲ့ မီးချိုဗီဒီယိုတွေက လို့ရှိရင်မချစ် သူ တော့ ထုတ်လိုက်တာဖိတ်ပါဝေးဘယ်လိုပါလာတာမသိဘူးအကောင်လုံးမီးချိုထဲမှာအဲ့ဘစ်စရာတွေဘယ်လိုပါသူအဲ့ဒီဗီဒီယိုထုတ်လိုက်မှာ ပြားနောက်မှပြပြမယ်နော်လက်ပြန်ညမှာ